အရှင်ရှိခေလုံလာစိတ်ပါဘာကြောင့်လဲဆိုတော့ဆင်းရဲရှင်ရဲ့ဒုက္ခဆိုတာကကျွန်တော်တို့ပြန်စားနိုင်ဖို့ခွန်အားမရှိတော့တဲ့အခါပို့ပြီးတော့မှနာကျင်စေပါလိမ့်မယ်ငွေမရှိရင်တေးသေးမွားမွားကအစတက်တောင်းတက်တန်နဲ့ရွေးရှည်ခွင့်မရှိတော့ပါဘူးအရာသာရှိတာစားရှင်ရင်တွဲချက်နေရပါလိမ့်မယ်အနာယူရှင်စောင်းဆိုင်နေရပါလိမ့်မယ်တိတ်ဆိတ်စွာနေရှင်ပင်သူများရဲ့ဆူတန်တွေကိုသိခံနေရပါလိမ့်မယ်တာသမင်းတွေကိုကြည်ပြင်းအောင်ကျွေးမွေးခဲ့ပေမယ့်တနေ့မှာတော့ဘာမှမရှိတဲ့သူရဲ့စကားတန်ဟာအိမ်ထဲကတိုးတိုးလေးပဲဖြစ်နေပါလိမ့်မယ်ငွေမရှိရင်မနာမကျန်းဖြစ်လို့အားငယ်တဲ့အခါကာကွယ်ရမယ့်ဖြစ်နေပါလိမ့်မယ်ဆရာဝန်ဖို့ဆေးဖို့ဆေးရုံစရိတ်ဆိုတာတွေကတက်ကြီးရွယ်အိုသူတွေကိုညာလည်းမရှိပါဘူးလက်တွေ့ဘဝဆိုတာကပုံပြင်တွေကလို့အမြဲတမ်းကုန်ကြီးပေးနေမဲ့သူမရှိပါဘူးငွေမရှိရင်မနေရှင်တဲ့နေရာမှာနေရမယ်မစားရှင်တဲ့အစားအစာကိုစားရမယ်မတောင်းရှင်တာတွေကိုလေတောင်းနေရပါလိမ့်မယ်ဘဝရဲ့နောက်ဆုံးအချိန်တွေမှာပျော်ရွှင်ခြင်းမရှိတော့ဘူးဆိုရင်ကိုယ်တဘဝလုံးအလုံးကြိုးစားအရာရာသိခံပြီးတော့မှပေပန်းခံလာခဲ့သမျှနောင်သားတွေနဲ့အတူအိုမင်းရင်ရိုရှင်အရှင်တွေအောက်မှာတယောက်တည်းတိတ်ဆိတ်ညီသက်စွာနေအောင်ပါပဲဒီတော့ကျွန်တော်ရဲ့မိတ်ဆွေအားလုံးလည်းငွေမစုရဲ့အိုမင်းရင်ရိုရှင်ကိုရှောင်းမတော်ပါစေနဲ့ဘဝရဲ့နောက်ဆုံးထွက်သက်မှမျက်ရည်ကျနေရတဲ့သူဟာကောင်းရာတော့ဂတိကိုတွားလည်းမရှိကြပါဘူးအားလုံးအရှင်ရှိခေလုံးလာစိတ်ပြီးငွေစုနိုင်သူများဖြစ်ကြပါစေလို့ဒီနေရာကဆန္ဒပြုအပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်